အားလုံးပဲမင်္ဂလာပါရှင်ဒီကုကင်းတိုင်းရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မာလာဟင်းကိုလေမန်လေးမှာစားနေကြလို့မျိုးအနံ့မွေးမွေးလေးနဲ့မာလာရတာလေးနဲ့အဲ့လိုမျိုးလေးစားချင်တာမလို့နီးမျိုးစုံနဲ့ဆန်းလှုပ်စားခြင်းရင်းနဲ့ဒီနီးလေးရအဆင်ပြေအောင်မလို့အားလုံးကိုလာပြီးတော့မျှဝေပေးရဖြစ်ပါတယ်အရင်ဦးဆုံးကိုထင့်မဲ့အသီးနှံရဲ့မာလာခေါက်ဆွဲလေးတွေရဲ့ပြင်ဆင်ထားပေးပါမယ်ရှင်ညီမကတော့ကစွန်းရွက်ရဲ့ဂရခါညွန့်ရဲ့ဘေဘီကွန်ရဲ့ဥနီရဲ့ထည့်ထားပါတယ်မာလာခေါက်ဆွဲကိုတော့မာလာခေါက်ဆွဲအဖြူရောမာလာခေါက်ဆွဲအချီရောထည့်ထားပါတယ်အဲ့မာလာခေါက်ဆွဲတွေကိုတော့အရင်ဦးဆုံးရေစိမ်ထားပေးပါမယ်ကော်ရီချိုဖို့အတွက်ပြောင်းကွန်မုံတစုံကိုရေကျဲကျဲလေးနဲ့ထည့်ပြီးတော့မီးဖို့ပေါ်မှာမီးလေးနဲ့ချိုပေးပါမယ်ကော်ရီချိုတဲ့နေရာမှာကိုလိုချင်တဲ့အနေထားမရောက်မရှင်စက်တိုက်တော့မှွေပြီးနေဖို့လိုပါတယ်ဒါမှကော်ရီတွေခဲမသွားမှာပါအခုလိုမျိုးအနေထားလေးဆိုမာလာဟင်းထဲမှာထည့်လို့ရပါပြီရှင်ခုနအရေးစိန်ထားတဲ့မာလာခေါက်ဆွဲကြောက်တွေနဲ့ကျွမ်းကျွရောက်တွေကိုအရင်ဆုံးပြုတ်ထားပေးလိုက်ပါတယ်ပြီးလို့ရှိရင်တော့ပြုတ်ဖို့နေတဲ့အချိန်ပေးရတဲ့အသီးနှံလေးတွေကိုလည်းကြိုပြီးတော့ထည့်ထားပေးပါမယ်ဥပမာဒီဘေဘီကွန်းတို့ဥနီတို့ပြီးလို့ရှိရင်ပဲလိတ်တို့အသားတို့ပေါ့နော်အဲ့ဟာလေးတွေကိုအရင်ထည့်ထားပါမယ်အရွက်တွေကိုတော့နောက်မှထည့်ပါမယ်မာလာဟင်းတုပ်ဖို့အတွက်ဦးရဲကိုမာလာရှမ်းကောအနှစ်အထုပ်တစ်ဝက်ထည့်လိုက်ပါတယ်မာလာအမုန်းထည့်ပါမယ်ပြီးရင်တော့ငါးမျိုးဆက်မဆလာကိုစီချက်ထားတဲ့စီမွေးလေးကိုထည့်ပေးပါမယ်ရှင်နှမ်းလော်ထားတာလေးထည့်ပါမယ်ပြီးရင်တော့မြေပဲထောင်းထားတာလေးလည်းအနည်းငယ်ထည့်ပေးပါမယ်ရှင်အရသာအတွက်ကတော့စားရည်ဟင်းကြုံမုံရည်ခီးဥစီရည်ထည့်ပေးပါမယ်ခုနကဖြော်ထားတဲ့ကော်ရီလေးကိုထည့်ပြီးတော့အားလုံးတမသွားအောင်နေပေးရမှာဖြစ်ပါတယ်ရှင်ကိုရီကအခုလိုအနေထားလေးဆိုလို့ရှိရင်တော့နေလို့လည်းအဆင်ပြေတယ်ပေါ့နော်ကိုရီခက်ခဲကြီးဖြစ်သွားရဲဆိုရင်တော့မာလာဟင်းတုပ်လို့ရှိရင်အဆင်မပြေပါဘူးရှင်မာလာဟင်းအနစ်ထဲကိုပြုတ်ထားတဲ့မာလာခေါက်ဆွဲကြောက်တွေနဲ့အသီးနှံလေးတွေထည့်ပြီးတော့တမအောင်မွေပေးပါမယ်ညီမသုံးတဲ့အိုးဝါသေးဝါလို့ပေါ့နော်အိုးကြီးနဲ့ပြန်ပြောင်းလိုက်ပါတယ်အိုးကြီးထဲမှာသေချာလေးအရသာလေးနှံသွားအောင်နေပေးလိုက်ပါတယ်ရှင်တရုတ်ငါးမျိုးဆက်မဆလာကိုစီကျဲချက်ထားတဲ့စီမွေးလေးပါတာကြောင့်မလို့မာလာဟင်းအနှံလေးကပို့ပြီးတော့မှုေးပြီးတော့စားလို့ကောင်းပါတယ်တကယ်လို့ကိုကအဆက်ကြိုက်တယ်ဆိုလို့ရှိရင်လည်းခုနကတော့မာလာအမုံကိုပို့ပြီးတော့ထည့်လိုက်မယ်ဆိုရင်တော့ဆက်ဆက်လေးဖြစ်သွားမှာပါညီမအခုတုတ်ထားတာတော့အဆက်ကလေးအနေတော်ပေါ့နော်အငန်းအချိုးငန်းနဲ့အနေတော်လေးဖြစ်တာမလို့အရန်ကိုအဆင်ပြေပါတယ်အခုလိုမျိုးမာလာဟင်းလေးကိုထမင်းပူပူလေးနဲ့တွဲစားလိုက်တယ်ဆိုလို့ရှိရင်ဒီမန္တလေးကမိန်းနဲ့မှာစားနေကြမာလာဟင်းဆိုင်တွေကိုပြန်ရောက်သွားသလိုမျိုးခံစားရပြီးတော့အရန်ကိုမှစားလို့ကောင်းပါတယ်ရှင်မာလာဟင်းအနှစ်တည်တံ့ချက်ဖို့အချိန်မရတဲ့သူတွေအတွက်ဒီနည်းလေးကအရန်ကိုအဆင်ပြေတာမလို့စမ်းပြီးတော့လှုပ်ရှားကြည့်ကြပါလို့အကြံပေးပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော်